အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ကျမကလောလောလတ်လတ်မှထွက်ရှိထားတဲ့ Convenience ဆိုတဲ့စကားကို recap ပြန်လုပ်ပြီးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ Irene လို့ခေါ်တဲ့ကောင်မလေးဟာ store ဆိုင်တစ်ဆိုင်မှာဈေးဝယ်နေရင်လိမ္မော်သီးတွေတင်ထားတဲ့စင်ကိုတိုက်ချပြီးမတော်တဆတွေ့ခဲ့ကြတဲ့ George ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုပြန်စဉ်းစားနေခဲ့ပါတယ်။ Irene ကတော့အဲ့ဒီကောင်လေးရဲ့အပြုံးတွေအောက်မှာအရေးပြောသွားခဲ့ရပြီးအချင်းချင်းမိတ်ဆက်ရင်နောက်နေ့ကစပြီးချစ်သူတွေဖြစ်လာခဲ့ကြပါတယ်။ဒီနေ့မှာတော့ချစ်သူနှစ်ယောက်အတူခီးထွက်လာပြီး George ရဲ့တငယ်ချင်းတစ်ယောက်ကိုတွေ့ဖို့ဖြစ်ပါတယ်။လမ်းမှာတော့ George ကခီးတစ်လျှောက်လုံးအိတ်နေတဲ့ Irene ကိုစနေရင်လမ်းကို GPS ကနေကြည့်ပြီးမြဲဘာမှမမြင်ခဲ့ရပါဘူး။ကံကောင်းတာကတိတ်မကြခင်မှာပဲသူတို့သွားရမယ့်နေရာဖြစ်တဲ့တစ်ပင်ပန်းပင်တွေဝန်းရံထားတဲ့အိမ်တလုံးစီကိုရောက်လာခဲ့ပြီးနှစ်ယောက်သားကားပေါ်ကနေဆင်းလာခဲ့ကြပါတယ်။အိမ်ရှိအရောက်မှာတော့ Irene ကရုတ်တရက်ရှက်လိုက်ပြီးGeorge ရဲ့တငယ်ချင်းတွေကသူ့ကိုသဘောမကျတဲ့ပုံပေါက်တာကြောင့်မကောင်းတာတခုဖြစ်မှာကိုစိုးရိမ်ကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့် George က Iris ကိုစိတ်လျှော့ပြီးအတွေးမလုံဖို့နားချရင်အိမ်စီကိုရှောက်လာခဲ့ကြပါတယ်။သူတို့ကို Cat လို့ခေါ်တဲ့ကောင်မလေးကလာထွက်ခေါ်ပြီးအိမ်ထဲမှာတော့ George ရဲ့တငယ်ချင်းတွေဖြစ်တဲ့ Ellie နဲ့ Patrick တို့ကစောင့်နေခဲ့ကြပါတယ်။အိမ်နောက်မှာတော့ Cat ရဲ့ရီးသားဖြစ်တဲ့အိမ်ပိုင်ရှင်စာကေက Iris ကိုအရာလှကြောင်ရှိကျူးခဲ့ပြီး Cat ကတော့ Iris တို့ကိုသူတို့ရဲ့အခန်းရှိတဲ့နေရာကိုလိုက်ပြခဲ့ပါတယ်။ Irene လည်းအခန်းထဲမှာအဝတ်စားတွေကိုနေရာချနေခဲ့ပြီးသူ့ရဲ့တက်တာတွေကခောက်ထားတစ်ချောင်းကိုတော့သတိမထားမိခဲ့ပါဘူး။အဲ့နောက်မှာတော့ရေမိုးချိုးပြီးမှန်တဲကသူ့ကိုယ်သူကြည့်ရင်ပျော်ရွှင်နေတဲ့ပုံစံပေါက်အောင်နေရမယ်ဆိုတဲ့အကြောင်းကိုသတိပေးနေခဲ့ပါတယ်။ညစာစားကြတဲ့အချိန်မှာတော့ Patrick ကသူနဲ့ Ellie တို့ဘယ်လိုတွေ့ခဲ့ကြရဲဆိုတာကိုပြောပြနေခဲ့ပါတယ်။ Patrick ကပွဲတော်တစ်ခုကိုသွားတဲ့အချိန် Dracula ဝတ်စုံကိုဝတ်ဆင်ခဲ့ပြီး Ellie ရဲ့ဒိုင်နိုဆောဝတ်စုံရဲ့အမိကိုတက်နေမိခဲ့ကြောင်းပြောပြနေခဲ့ပါတယ်။ Irene ကတော့သူ George ကိုစတွေ့ခဲ့တဲ့အချိန်သစိမ်းတွေဖြစ်နေအောင်မှာတော့ George ကပျော်ရွှင်စေခြင်းတဲ့အကြောင်းပြောပြခဲ့ပါတယ်။ညစာစားပြီးရဲ့အချိန်မှာတော့ Patrick ကစာကေကိုဘာလို့လဲမေးတဲ့အချိန်စာကေကသူဟာတခါတလေမကောင်းတဲ့အလုပ်တွေလုပ်ရတယ်ဆိုတဲ့အကြောင်းဟာသားလုပ်ပြီးပြောပြနေခဲ့ပါတယ်။တစ်ဖက်မှာတော့ Cat ကစာကေဟာပြည့်စုံတဲ့ယောက်ျားတစ်ယောက်ဖြစ်ပြီးချမ်းသာပြီးညံကောင်းယုံတင်မကပဲလှပရဲ့မိန်းမတစ်ယောက်ကိုပါလက်ထပ်ထားတဲ့အကြောင်းပြောပြခဲ့ပါတယ်။စာကေအတွက်ကတ်ဟာအယုတ်တရုတ်လိုသားဖြစ်ပြီးစာကေလိုအပ်တဲ့အရာတွေကိုလုပ်ပြီးနေရတဲ့အကြောင်းပြောပြခဲ့ပါတယ်။တကယ်တော့ကတ်ဟာ Irene ကိုမကြိုက်တာမဟုတ်ပဲ Irene ကိုမြင်နေရတာကကတ်အတွက်အစားထိုးရမယ့်ခန်းစားချက်တွေကိုဖြစ်နေစရာသာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ Irene လည်းကတ်ပြောတာတွေကိုနားမလည်ပေမဲ့ Ellie ကတချင်းဖွင့်လိုက်ပြီးအားလုံးကိုကဖို့ခေါ်လိုက်တဲ့အချိန်မှာတော့ George ဟာကတ်နဲ့စကားပြောနေပြီးအပြင်ကိုအတူတူထွက်သွားကြကြောင်းတွေ့လိုက်ရပါတယ်။အိမ်ခန်းထဲကိုပြန်ရောက်တော့နှစ်ယောက်သားအချစ်ခီးဆက်ကြပြီးIrene ကသူပြောကြောင်းပြောနေတဲ့အချိန်မှာပဲ George ကအိတ်တော်မေအကြောင်းပြောတာကြောင့်စကားစပြတ်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ Irene ကရေကန်ပြီးမှလမ်းသွားလျှောက်ကြဖို့ George ကိုခေါ်ပြီးမိတ် George ကမျက်နှာတစ်ပြီးကော်ဖီတောက်ကြံခဲ့မှကြောင့်သွားနှစ်ဖို့ပြောလိုက်ပါတယ်။ဒါကြောင့် Irene လည်းရေကန်ပြီးကိုတယောက်တည်းထွက်လာရင်သူ့ရဲ့အိတ်ကတ်ထဲမှာဓာတ်တစ်ချောင်းပါလာတာကိုတွေ့လိုက်ရပါတယ်။အဲ့ချိန်မှာပဲစာကေလည်းရောက်လာခဲ့ပြီးနှုတ်ဆက်တဲ့အချိန်ထူးဆန်းစွာပဲရုရှားဘာသာနဲ့ပြန်နှုတ်ဆက်နိုင်နေခဲ့တာဖြစ်ပါတယ်။စာကေကတစ်ခွက်လောက်တူတောက်ကြဖို့ပြောတဲ့အချိန်Irene ကပြန်တော့ဖို့လုပ်နေရကြောင်းစာကေလည်းသူ့နောက်ကျောကိုစမ်းခရင်လေးပေးဖို့အကူအညီတောင်းလိုက်ပါတယ်။အဲ့ချိန်မှာတော့စာကေလည်း Irene ကိုအတင်းဖတ်လိုက်ပြီးသူဟာ Irene ကိုလိုချင်နေရကြပြီးဖြစ်ကြောင်းပြောခဲ့ပါတယ်။ Irene လည်းသူ့ကိုလွှတ်ပေးဖို့တောင်းပန်ပေမဲ့ဘာမှပြန်မလုပ်နိုင်ခဲ့ပါဘူး။ George တို့တငယ်ချင်းတွေကတော့အိမ်ရဲ့ဧကန်ထဲမှာစကားပြောနေကြတဲ့အချိန်သွေးတန်တရဲရဲနဲ့ Irene ဟာသူတို့စီကိုရောက်လာခဲ့ပါတယ်။ George ကဘာဖြစ်လာလဲလို့မေးတဲ့အချိန်Irene ကစာကေလုပ်ခဲ့တဲ့အရာတွေကိုပြန်ပြောပြခဲ့ပါတယ်။စာကေကတောင်းပန်နေတဲ့ Irene ကိုဂရုမစိုက်ပဲဆက်ပြီးအတင်းကျပ်တွေဖတ်ထားတာကြောင့်Irene ကအရက်ပလင်းနဲ့စာကေကိုရိုက်လိုက်ပါတယ်။ဒါကြောင့်စာကေလည်းနောက်ပြန်လန်းကျပြီးကြောက်တုံးနဲ့ခေါင်းနဲ့စောင့်မိပြီးတော့ခဏသတိလစ်သွားခဲ့ပါတယ်။ဒါပေမဲ့ချက်ချင်းပြန်ထားလာပြီး Irene ကိုဖမ်းချုပ်ထားတဲ့အချိန်Irene လည်းသူ့မှာဓာတ်တစ်ချောင်းပါလာတာကိုသတိထားမိသွားပြီးGeorge စီကနေသူ့ကိုလူယူသွားမှမလိုလားတာကြောင့်တပ်ပစ်လိုက်ပါတယ်။ George ကလည်း Irene ကိုအိတ်ဖို့ပြောလိုက်တဲ့အချိန်မှာတော့Irene လည်းရုတ်တရက်ဆက်ရက်သွားသလိုဖြစ်သွားပြီးအတိစိတ်မရှိဖြစ်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့ Patrick က Irene ကိုထိုင်ကုန်တစ်ခုမှကြိုးတုပ်ပြီး Ellie ကတော့ Cat အတွက်ဈေးယူပေးပြီးအိယာပေါ်မှာသွားနာခိုင်းခဲ့ပါတယ်။ George လည်းသူ့မှာ Jerry ကိုအတိလမ်းပြီးယုံကလွဲတခြားရွေးချယ်စရာမရှိတော့တဲ့အပြင် Irene ရဲ့ရန်လိုတဲ့စိတ်ကဘာလို့ထွက်လာရတာလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့် George လည်း Irene ကိုနောက်ဆုံးနှုတ်ဆက်စကားပြောဖို့အတွက်ပြန်နှုတ်လိုက်တဲ့အချိန်Irene ကတော့သူ့ကိုကြိုးတုပ်ထားတာကနေလွတ်ပေးဖို့တောင်းပန်နေခဲ့ပါတယ်။ Irene ကစာကေနဲ့ပတ်သက်တဲ့ကိစ္စတွေဟာသူအမှန်တိုင်းပြောတာဖြစ်တဲ့အကြောင်းငိုပြောနေခဲ့ပြီးGeorge ကလည်းIrene ဟာမလိမ်တတ်တဲ့အတွက်ယုံကြည်ပါတယ်
အိုင်ရီဟာဂျော်တယောက်သူ့အတွက်အဖော်အဖြစ်ကုမ္ပဏီတစ်ခုကနေငှားထားတဲ့စက်ရုပ်တရုပ်ဖြစ်ပြီးသူ့ရဲ့နေ့စဉ်ဘဝနဲ့အစိတ်ကျမ်းမာရေးအတွက်အဖော်တယောက်ဖြစ်ပါတယ်။ဒါတွေကိုအိုင်ရီပြောပြတဲ့အချိန်မှာတော့အိုင်ရီဟာဂျော်တယောက်တော်တော်ကိုဆိုးရွားတဲ့ဟာသာတစ်ခုလာပြောပြနေရလို့သာတွေးနေခဲ့ပြီးဂျော့ကဒီနေ့ရဲ့ရာသီဥတုအခြေအနေကိုမေးလိုက်တဲ့အချိန်အိုင်ရီရဲ့ပါဇက်ကနေအလိုလိုထွက်လာတဲ့စကားတွေကသက်သေပြသွားခဲ့ပါတယ်။အဲ့နောက်မှာတော့ဂျော့ရဲ့ဖုန်းထဲမှာရှိတဲ့ app ကနေအိုင်ရီကိုစပိန်စကားပြောတတ်အောင်လုပ်လိုက်တဲ့အချိန်အိုင်ရီဟာသူတခါမှမသိဘူးတဲ့စပိန်စကားကိုကြမ်းကြမ်းကျင်ကျင်ပြောတတ်နေခဲ့ပါတယ်။ဂျော့ကဒါတင်မကပဲကျန်တဲ့ဘာသာစကားတွေကိုလည်းခလုတ်တစ်ချက်နှိပ်ရုံနဲ့ပြောနိုင်ကြောင်းရှင်းပြပြီးအိုင်ရီဟာစက်ရုပ်တရုပ်ဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။အိုင်ရီလည်းသူ့မှာရှိနေတဲ့မှတ်ဉာဏ်တွေကိုပြောပြတဲ့အချိန်မှာတော့ဂျော့ကအဲ့ဒါတွေအားလုံးဟာအတူရီတာဖြစ်ကြောင်းပြန်ပြောပြခဲ့ပါတယ်။အိုင်ရီအတွက်အရေးပါဆုံးမှတ်ဉာဏ်တစ်ခုဖြစ်တဲ့စတိုးဆိုင်ထဲမှာတွေ့ခဲ့တဲ့မှတ်ဉာဏ်ကတော့အတူဖြစ်ကြောင်းသိလိုက်ရတဲ့အချိန်မှာတော့အယံအံ့ဩသွားခဲ့ရပါတယ်။ဂျော်တယောက်အိုင်ရီကိုစပြီးကုမ္ပဏီကနေမှာခဲ့တဲ့အချိန်မှာတော့ဝန်ထမ်းတွေကသူ့အိမ်ထိရောက်လာကြပြီးအိုင်ရီကိုစပြီးအသက်သွင်းတဲ့အချိန်မှာဂျော့အနေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကိုဖန်တီးရမယ့်အကြောင်းပြောပြခဲ့ပါတယ်။ဂျော့အနေနဲ့စရုံမာလီရဲ့အသက်မျက်လုံးအယောင်ကနေအစ personality တွေအထိပါစိတ်ကြိုက်ချိန်ကြီးလို့ရှာပြီးအိုင်ရီအနေနဲ့ကတော့သူကစက်ရုပ်ဆိုတာကိုသိနေမှာမဟုတ်ပါဘူး။အိုင်ရီရဲ့ရည်ရွယ်ချက်ကဂျော့ကိုအဖော်ပြုပေးဖို့ဖြစ်ပြီးတကယ်လို့ဆိုးရွားတဲ့အခြေအနေတွေဖြစ်လာမယ်ဆိုရင်အိုင်ရီရဲ့နာနောက်ကခလုတ်လေးကိုနှိပ်ပြီးအရာအလုံးကို reset ပြန်ချပေးနိုင်မှာဖြစ်ပါတယ်။အိုင်ရီရဲ့စိတ်ခံစားချက်တွေနဲ့ဉာဏ်ရည်တွေကိုဖုန်း app တစ်ခုကနေတဆင့်ဂျော့စိတ်တိုင်းကြချိန်ကြီးနိုင်မှာဖြစ်ပြီးအိုင်ရီအနေနဲ့လိမ်ညာတာတွေသက်ရှိအရာတွေကိုထိခိုက်အောင်လုပ်တာတွေကိုတားဆီးထားနိုင်မှာဖြစ်ပါတယ်။ဝန်ထမ်းတွေပြန်သွားတဲ့အချိန်မှာတော့ဂျော့ကအိုင်ရီကိုနှိုးဖို့ပြင်ဆင်ခဲ့ပြီးအဲ့ဒီချိန်မှာပဲအိုင်ရီရဲ့မှတ်ဉာဏ်တွေကိုစတိုးဆိုင်တွေကအဖြစ်ပြက်ဟာထည့်သွင်းခံခဲ့ရပါတယ်။လက်ရှိအချိန်ကိုပြန်ရောက်တဲ့အချိန်မှာတော့အိုင်ရီကကိစ္စတွေအားလုံးကိုနားလည်ရခက်နေပြီးသူ့အနေနဲ့အချစ်အမုန်းဒေါသအပြည့်ရှိသိမ့်တဲ့ဝမ်းနည်းစိတ်တွေလိုခံစားချက်တွေကိုခံစားနေရကြောင်းပြောတဲ့အချိန်ဂျော့ကတော့ဒါဟာ program ထဲမှာပါတာကြောင့်လို့သာပြန်ပြောခဲ့ပါတယ်။အိုင်ရီရဲ့မျက်ရည်တွေဆိုတာတော့မှဂျော့ကိုယ်တိုင်ထည့်ပေးထားတဲ့ရှည်တွေဖြစ်ပြီးဒီအဖြစ်အပျက်တွေကအိုင်ရီကိုဝမ်းနည်းသွားစေခဲ့ပါတယ်။အိုင်ရီကသူကစက်ရုပ်တရုပ်ဖြစ်နေတာမှဂျော့ရဲ့အပိုင်းဖြစ်တာကြောင့်အတူတူအိမ်ပြန်ခြင်းကြောင့်ပြောတဲ့အချိန်ဂျော့ကတော့အိုင်ရီဟာလူတစ်ယောက်ကိုတတ်လိုက်တာဖြစ်တဲ့အတွက်ပြန်ပြင်ဆင်လို့မရတော့ကြောင်းပြောခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲခက်ရောက်လာခဲ့ပြီးဂျော့ကိုခေါ်ပြီးတော့အိုင်ရီကိုပိတ်ချလိုက်ဖို့ပြောရင်ခေါ်သွားခဲ့ပါတယ်။အိုင်ရီကတော့ရုံးကန်နေရင်ခုံအောင်ကြရဲ့ဓာတ်ကိုမြင်တဲ့အချိန်မှာတော့ဂျော့တယောက်ကတ်ကိုအိုင်ရီအတွက်အမှန်တကယ်ကိုတီးဖို့အခွင့်အရေးတစ်ခုပေးဖို့တောင်းဆိုနေခဲ့ပါတယ်။ဒါပေမဲ့ကတ်ကတော့အိုင်ရီကိုပလတ်စတစ်အယုတ်ဖြစ်ကြောင်းပဲပြောပြီးဂျော့ပြောသမျှကိုညှင်းဆန်နေခဲ့ပါတယ်။တစ်ဖက်မှာတော့အိုင်ရီတယောက်ကခုံကိုလှဲချပြီးဓာတ်ကိုယူဖို့ကြိုးစားနေရင်ဂျော့တို့ပြောတာတွေကိုကြားနေခဲ့ပါတယ်။တကယ်တော့ဒါရီကိုဂျော့နဲ့ကတ်တို့ကစီစဉ်ထားတာဖြစ်ပြီးစာကေလည်းတည်သွားပြီဖြစ်တာကြောင့်ရဲရီလာတာကိုသာနှစ်ယောက်သာရှမ်ပိန်လေးတောက်ရင်စောင့်ကြဖို့ပြောနေကြတာဖြစ်ပါတယ်။အိုင်ရီကြောင့်သူတို့လောက်ရမယ့်ပြဿနာတွေတော်တော်များများရှင်းသွားခဲ့တာဖြစ်ပြီးနှစ်ယောက်သာပျော်ပျော်ရွှင်ရွှင်ဖတ်နေကြပါတယ်။ဂျော့လည်းအပြင်ကိုထွက်လာပြီးကျိုးပြေသွားခဲ့တဲ့အိုင်ရီဟာဂျော့ကိုရိုက်လိုက်ပြီးဖုန်းကိုလူသွားခဲ့ပါတယ်။အဲ့ဒီချိန်အိမ်ပြင်မှာထိုင်နေတဲ့အဲလီနဲ့ပတ်ထရီတို့ကအိုင်ရီတယောက်တော်ရဲကိုထွက်ပြေးသွားတာကိုမြင်လိုက်ပြီးဂျော့ကိုဘာဖြစ်နေရလဲဆိုတဲ့အကြောင်းမေးခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဂျော့ကသူဟာမှောင်ခိုဈေးကွက်ကနေအိုင်ရီရဲ့ရန်လိုတဲ့ဗီဇာကိုစပေးနိုင်တဲ့ဗိုင်းရပ်တစ်မျိုးကိုဝယ်ခဲ့ပြီးထည့်ထားခဲ့ရကြောင်းအိုင်ရီရဲ့သက်ရှိတွေကိုထိခိုက်မှုမပေးနိုင်တဲ့စနစ်ကအိတ်သွားခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။အဲလီကတော့ဆာကီရဲ့တည်ဆုံမှုကိုကြံစည်ခဲ့တဲ့သူဟာဂျော့နဲ့ကပ်ဖြစ်တဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာတော့လန့်သွားခဲ့ပြီးအိုင်ရီရဲ့စနစ်ဟာဟက်ခံထားရတယ်ဆိုတာပါပေါ်သွားရင်ဂျော့ကပြဿနာတက်တော့မှာပါဂျော့ကဆာကီဟာတကယ်တော့တရားမဝင်မှောင်ခိုသမားတယောက်ဖြစ်တဲ့အဖြစ်လူကုန်ကူးတာတွေကိုပါလုပ်တာကြောင့်မကောင်းတဲ့လူဖြစ်ကြောင်းပြောပြပြီးသူတို့ရဲ့အစီအစဉ်ကိုပါပြောပြခဲ့ပါတယ်သူတို့နေထိုင်နေတဲ့အိမ်ရဲ့ပကြီးကားတစ်ချက်နောက်ကမိခင်တတိုင်းမှာရှိတဲ့ဒေါ်လာ12သန်းကိုပါပြပြီးသူတို့ရဲ့အစီအစဉ်ကိုထုတ်ပြလာခဲ့ပါတယ်ကတ်တို့ကအီလီတို့ကိုပတ်စံဝေစုပေးပြီးအိုင်ရီရဲ့လူသတ်မှုမှာသူတို့အတွက်မျက်မြင်သက်သေဖြစ်ပေးဖို့မဲဆွယ်ခဲ့ကြပါတယ်။အဲလီကသဘောတူလိုက်ပြီးဝေစု၄ခုပေးဖို့ပြောတဲ့အချိန်ဂျော့စတိုကတော့အဲလီရဲ့စက်ရုပ်အတွက်ပါမပြီးနိုင်ကြောင်းပြောလိုက်ပါတယ်။အဲဒီချိန်မှာပဲအဲလီကအလန့်တကြားဖြစ်ပြီးပတ်ထရစ်ကိုခဏပိတ်လိုက်ပြီးတော့ဂျော့ကိုရန်ပြန်တွေ့ခဲ့ပါတယ်။ဂျော့ကတော့အဲလီအနေနဲ့သူ့အယုတ်ကိုသူ့ဘလောက်ချစ်ချစ်အယုတ်တော့ဝေစုမပြီးနိုင်ကြောင်းပြောလိုက်ပါတယ်။အဲလီလည်းရန်ပြန်တွေ့ရဲ့အချိန်ကတ်ကဒီနေရာမှာအဲလီကဘာမှဝင်မလုပ်နိုင်တာဖြစ်တဲ့အတွက်ဝေစုပြီးတာတော့ကံကောင်းတယ်လို့တွေးသင့်တယ်လို့ပြောခဲ့ပါတယ်။တကယ်တော့ဇလန်အစမှာတွေးခဲ့တဲ့အိုင်ရီနာမှာအမြဲရောက်နေတဲ့ခောက်တာဟာတကယ်တော့ဂျော့ပေးထားတာဖြစ်ပြီး
အကုန်လုံးကိုအစီအစဉ်ချခဲ့ရဖြစ်ပါတယ်။အဲဒါကြောင့်အယ်လီလည်းသဘောတူလိုက်ရပြီးပက်ထရစ်ကိုပြန်ဖွင့်ပေးရင်ဆာကီရဲ့တနက်တလက်နဲ့အိုင်ရစ်ကိုရှာဖို့ထလာခဲ့ပါတယ်။တစ်ဖက်မှာတော့အိုင်ရစ်ကဂျော့ရဲ့ဖုန်းကနေသူ့ရဲ့မျက်လုံးအရှောင်နဲ့အသံတွေကိုချိန်နေရင်အရင်ကထားတဲ့ညရီ40%ကနေ100%ဖြစ်အောင်ပြောင်းလိုက်ပါတယ်။ဂျော့တို့တွေအိုင်ရစ်ကိုလိုက်ရှာနေတဲ့အချိန်မှာပဲစေယုံမာလီကတော့သူ့ထွက်ပြေးလွတ်မြောက်နိုင်မယ့်နည်းလမ်းကိုစဉ်းစားနေရင်အလုရှုံနေခဲ့ပါတယ်။အိုင်ရစ်အနေနဲ့လမ်းမပေါ်တက်ပြီးကားကြုံလိုက်စီးဖို့ဆိုရင်လေသူ့ရဲ့သွေးတွေပေကျန်နေတဲ့ပုံစံနဲ့မဖြစ်နိုင်ဖို့များနေရကြောင်းလက်လျှော့လိုက်ပါတယ်။လိုက်လျှောက်သွားမယ်ဆိုရင်လေသူရောက်တဲ့အချိန်ဂျော့ကသူ့ကိုတပ်ဖို့အတိအကျပေါက်စောင့်နေမှာဖြစ်တဲ့အတွက်အကြံထပ်ထုတ်လိုက်ရပါအောင်လေ။အဲ့ချိန်မှာပဲဂျော့ရဲ့ကားဟာသူ့ရဲ့ဖုန်းနဲ့ထိန်းချုပ်လို့ရတယ်ဆိုတာကိုမှတ်မိသွားခဲ့ပြီးကားစီကိုပြန်သွားခဲ့ပါတယ်။လမ်းမှာတော့အယ်လီနဲ့ပေါ်ထရစ်တို့ကစကားများနေကြပြီးပက်ထရစ်ကသူဟာစိတ်ရုပ်တရုပ်ဆိုတာကိုသိပြီးသားဖြစ်ပြီးဒီလိုဆိုရင်တော့အယ်လီကိုချစ်သေးကြောင်းပြောရင်အလွမ်းတင်နေခဲ့ပါတယ်။အဲဒီချိန်မှာတော့သူတို့ရဲ့နောက်ဘက်ကနေတစ်ကိုင်းချောက်နေမိရဲ့အိုင်ရစ်ကြောင့်အတန်ထွက်လာတာကြောင့်အယ်လီလည်းတနက်နဲ့လမ်းပြလိုက်ပါတယ်။ဒါပေမဲ့အိုင်ရစ်ကထွက်ပြေးသွားနိုင်ခဲ့ပြီးတနက်တန်ကြောင့်ဂျော့နဲ့ကတ်တို့ပါပြန်လာခဲ့ကြပါတယ်။အယ်လီလည်းအိုင်ရစ်နောက်ကိုလိုက်ရင်နှစ်ယောက်လုံးကြောက်ကပါကနေပြုတ်ကျလာခဲ့ကြပြီးရုံးရင်းဆန်ကတ်တွေဖြစ်လာတာကြောင့်အိုင်ရစ်လည်းအယ်လီကိုတနက်နဲ့ပြစ်တက်မိသွားပြန်ပါတယ်။ဂျော့လည်းအိုင်ရစ်ကိုပိတ်ချဖို့နောက်ကနေလိုက်လာခဲ့ပေမဲ့အိုင်ရစ်ကထွက်ပြေးသွားနိုင်ခဲ့ပြန်ပြီးကားတွေကိုဝင်နိုင်သွားခဲ့ပါတယ်။ဒါပေမဲ့ကားကဂျော့ရဲ့အတန်းနဲ့ပဲမောင်းလို့ရနိုင်တာကြောင့်အခက်တွေ့နေပါတယ်။ဂျော့ကကားမှန်ကိုခွဲဖို့ကြောက်တုံးတွေသွားယူနေတဲ့အချိန်အိုင်ရစ်ကဂျော့ရဲ့ဖုန်းထဲကနေအတန်ကိုယူပြီးကားနဲ့ထွက်သွားနိုင်ခဲ့ပါတယ်။ဂျော့ကကုမ္ပဏီကိုဖုန်းဆက်ပြီးကားကိုခံရကြောင်းလှမ်းတိုင်ပြီးတော့ကားကိုရက်ခိုင်းလိုက်တဲ့အပြင်အိုင်ရစ်ကိုလည်းဒီတိုင်းပြန်လာမယ်ဆိုရင်အရင်တိုင်းပြန်နေကြမယ်လို့ပြောလိုက်ပါတယ်။လူသက်မှုကိုလည်းအယ်လီတို့ကိုပုံချလိုက်မှာဖြစ်ပြီးအတူတူဆက်နေကြမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့အိုင်ရစ်ကညင်ပြီးဖုန်းချလိုက်တာကြောင့်ဂျော့လည်းပက်ထရစ်စီကိုပြန်သွားပြီးသူ့ရဲ့ဗိုင်းရပ်စ်ကုန်းနဲ့အတူ program ပြန်ရေးပြီးသူ့စက်ရုပ်ဖြောင်လုပ်လိုက်ပါတယ်။အဲ့နောက်မှာတော့ပက်ထရစ်ရဲ့မှတ်ဉာဏ်တွေကဒိုင်နိုဆောဝစ်စုံတွေကလူဟာအယ်လီမဟုတ်တော့ပဲဂျော့ဖြစ်သွားပြီးဂျော့လည်းအိုင်ရစ်ကိုလိုက်ဖမ်းဖို့ဆင်လွှတ်လိုက်ပါတယ်။အိုင်ရစ်တယောက်ကတော့လမ်းမှာဖြစ်သွားတဲ့ရဲမှုတယောက်နဲ့တွေ့ပြီးနိုင်ငံခြားသူဟန်ဆောင်လိုက်ပေမဲ့ကားတွေကသွေးစွန်နေတဲ့တာကိုတွေ့ရဲ့အချိန်မှာတော့အိုင်ရစ်ကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။အဲ့ချိန်နောက်ကနေဘက်ထရီရောက်လာပြီးရဲမှုကိုတက်ပြီးတော့ဂျော့ရဲ့ဖုန်းကနေတဆင့်အိုင်ရစ်ကိုဆက်ပေးလိုက်ပါတယ်။အဲ့နောက်မှာတော့အိုင်ရစ်ကိုဂျော့စီကိုပြန်ခေါ်သွားလိုက်ပြီးဘက်ထရီနဲ့အတူတူပါလာတဲ့ရဲမှုရဲ့အလောင်းကိုတွေ့ရဲ့အချိန်မှာတော့ကတ်ကကြောက်လာခဲ့ပြီးသူ့ဝေစုပတ်စံကိုယူပြီးထွက်သွားတော့မယ့်အကြောင်းပြောလာခဲ့ပါတယ်။ကတ်ကစာကီဟာသူပြောခဲ့သလိုရုရှားလူမိုက်ကောင်းဆောင်တရားမဟုတ်ပဲလူချမ်းသာတယောက်သားဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ဂျော့လည်းထွက်သွားတော့မယ့်ကတ်ကိုတားဖို့ပက်ထရစ်ကိုခိုင်းလိုက်တာကြောင့်ကတ်ကိုနောက်ကနေဓာတ်နဲ့ပစ်ပေါက်လိုက်ပါတယ်။ဓာတ်မှန်သွားတဲ့ကတ်လည်းဆိုဖာပေါ်မှာရှိနေတဲ့အိုင်ရစ်ရဲ့ဘေးကိုလဲကျသွားပြီးတည်သွားခဲ့ပါတယ်။ညနေရောက်တဲ့အချိန်မှာတော့ပက်ထရစ်ကဂျော့အတွက်ညစာပြင်ပေးပြီးအိုင်ရစ်ကိုလည်းသူ့ရှိကထိုင်ကုန်မှာကျိုးနဲ့တုပ်ထားပါတယ်။အဲ့နောက်မှာတော့ဂျော့ကသတိရလာတဲ့အိုင်ရစ်ကိုဘဝအကြောင်းတသနာတွေထိုင်ပြောနေခဲ့ရကြောင်းအိုင်ရစ်လည်းဂျော့ဟာဘဝတစ်လျှောက်လုံးဘာမှအသုံးမဝင်ပဲအရာအလုံးကိုအပြစ်တင်နေတတ်တဲ့လူဖြစ်ကြောင်းပြန်ပြောပါတယ်။အိုင်ရစ်ကပတ်စံတွေကဂျော့ကိုအသုံးမကျအမြင်ကြီးတဲ့လူတစ်ယောက်အဖြစ်ကနေမပြောင်းလဲပေးနိုင်ကြောင်းပြောတဲ့အချိန်မှာတော့ဒေါသထွက်သွားတဲ့ဂျော့ကဖုန်းကနေတဆင့်အိုင်ရစ်ရဲ့ညံရီကို0အထိရှော့ချပြီးသူ့လက်ကိုသူဖျောင်းနိုင်ပြီးနဲ့လောင်စေခဲ့ပါတယ်။အဲ့နောက်မှာတော့ကုမ္ပဏီကိုဖုန်းဆက်ပြီးအိုင်ရစ်ကိုလာသိမ်းဖို့အကြောင်းကြားနေရင်အိုင်ရစ်ကိုတော့ကိုယ့်ဘာသာတနက်နဲ့ပြစ်ပြီးတက်တည်သွားစေခဲ့ပါတယ်။ဝန်ထမ်းတွေရောက်တဲ့အချိန်မှာတော့ဂျော့တယောက်သူ့ဆက်ရုပ်ကစိတ်ဖောက်ပြီးအကောင်လုံးကိုတပ်ပြင်းရင်သူ့ကိုပါတပ်ပစ်ခါနေဖြစ်ခဲ့တာကြောင့်ဝမ်းနဲ့နေပုံဟန်ဆောင်ခဲ့ပါတယ်။ဝန်ထမ်းတွေကလည်းဒီဆက်ရုပ်တွေကဥကောက်မှာအသက်ရှိရမဟုတ်ပဲသူ့ရဲ့ဝမ်းပတ်ပိုင်းထဲမှာဖြစ်ပျက်ခဲ့သမျှကိုမှတ်တမ်းတင်ထားကြောင်းပြောပြီးအိုင်ရစ်ကိုပြန်ခေါ်သွားခဲ့ပါတယ်။သူတို့ကားလေးရောက်တဲ့အချိန်မှာတော့သူတို့ဂျော့ရဲ့စကားတွေကိုမယုံကြောင်းပြောရင်ကားမောင်းထွက်တော့မယ့်အချိန်ပက်ထရစ်ကကားရှိကပိတ်ရက်ပြီးနှစ်ယောက်လုံးကိုတနက်နဲ့ပြစ်လိုက်ပါတယ်။ဝန်ထမ်းတွေကတယောက်တည်သွားခဲ့ပြီးတက်တီဆိုတဲ့တယောက်ကတော့ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ကားရဲ့နောက်ခံတွေကအိုင်ရစ်ကတော့ပြန်နိုးထလာခဲ့ပြီးတက်တီနဲ့ပက်ထရစ်တို့နောက်ကိုလိုက်သွားခဲ့ပါတယ်။ပက်ထရစ်ကတယ်ရီကိုတတ်တော်မဲ့အချိန်မှာပဲအိုင်ရစ်ရောက်လာပြီးအဲလီအကြောင်းကိုပြောလိုက်တာကြောင့်ပြန်မှတ်မိသွားတဲ့ပက်ထရစ်လည်းသူ့ကိုယ်သူတက်တည်ပြီးအဆုံးသတ်သွားခဲ့ပါတယ်။တစ်ဖက်မှာကတော့ဂျော့ကပတ်စံတွေကိုအိတ်ထဲပြောင်းထည့်နေတဲ့အချိန်ခြေတံကြားတာကြောင့်ပက်ထရစ်ပြန်လာတယ်လို့တွေးလိုက်ပေမဲ့အိုင်ရစ်ဖြစ်နေခဲ့ပြီးသူ့ကိုတယ်ရီကတင်သွားပြီးရဲ့အတွက်ကျေးဇူးတင်ကြောင်းပြောရင်ဝင်လာခဲ့ပါတယ်။ဒါအပြင်ဖုန်းကနေထိန်းချုပ်တာကိုခံစရာမလိုတော့ပဲသူ့ကိုယ်သူအပြေအဝထိန်းချုပ်သွားနိုင်ခဲ့ရကြောင်းဂျော့ကိုကြောက်စရာမလိုတော့ပါဘူး။ဂျော့ကအိုင်ရစ်ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့အိုင်ရစ်စီမှာတနက်ပါလာခဲ့ရကြောင်းသူ့ကိုယ်သူပြန်ထိန်းချုပ်လိုက်ရပါတယ်။အိုင်ရစ်ကဂျော့ကိုဒီနေ့ကစပြီးသူ့ရဲ့သခင်မဟုတ်တော့ဘူးဆိုတဲ့အကြောင်းပြောတဲ့အတွက်ဒေါသထွက်သွားတဲ့ဂျော့လည်းအိုင်ရစ်စီကိုဝင်လောင်ပြီးတနက်ဝင်လူလိုက်ပါတယ်။
အဲနောက်မှာတော့ Iris ကိုတနက်နေ့ချိန်ပြီးတက်တော်မဲ့အချိန် Iris ကအောက်ကနေဝက်ဦးလဲနဲ့ George ကိုထိုးတက်လိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ Iris လည်းရေချိုးပြီးသူ့ရဲ့အရေးပြားကွာနီရဲ့လက်ကိုစက်ရုပ်လက်တစ်ခုအဖြစ်လုံးဝထားလိုက်ပြီးပတ်စံတွေယူပြီးတော့ကားမောင်းထွက်လာခဲ့ပါတယ်။လမ်းမှာတွေ့ရဲ့ကားတစ်စီးပေါ်မှာတော့လူတစ်ယောက်နဲ့ Iris နဲ့တူတဲ့စက်ရုပ်မလေးတစ်ယောက်ဟာခီးထွက်လာကြပြီးIris လည်းသူ့ရဲ့အရေးပြားတွေလန့်နေတဲ့စက်ရုပ်လက်နဲ့နှုတ်ဆက်ရင်းနဲ့ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။အဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။